ဟုတ်ကဲ့ခုနှစ်သားသမီးများအားလုံးမင်္ဂလာပါဆရာယခုခါမှာတော့ဇူလိုင်လ9လပိုင်းတစ်လတာအတွက်တနင်္ဂနွေသားသမီးများအတွက်ဟောစတန်းလေးကိုဖော်ပြပေးမှာဖြစ်ပါတယ်တနင်္ဂနွေသားသမီးများဤတစ်လတာအတွင်းမှာငွေရေးကြေးရေးစီးပွားရေးပိုင်းနဲ့ပတ်သက်ပြီးတော့အထူးအောင်မြင်နေခြင်းဖြစ်မယ်အတက်ဖက်ကိုပဲဦးတည်နေပါတယ်ငွေရေးကြေးရေးစီးပွားပိုင်းနဲ့ပတ်သက်ပြီးတော့ဆုံးရှုံးပြီးသားလို့သတ်မှတ်ထားတဲ့အရာတွေပြန်လည်ပြီးဝင်လာတာမျိုးလုပ်ငန်းပြန်လည်လေပတ်နိုင်တာမျိုးတွေကြုံတွေ့ရပါမယ်ခင်ဗျာအလုပ်အင်တာဗျူးဖြေဆိုတာမျိုးနော်နိုင်ငံရေးချခရီးစဉ်နဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးဆက်သွယ်ထားတာမျိုးတွေအောင်မြင်မှုတွေအဲ့လိုမျိုးကိုယ်နဲ့ပတ်သက်ပြီးဝမ်းသာစရာသတင်းတွေကြားရမယ်လားတလားဖြစ်တယ်အဲ့မိသားစုအရေးပိုင်းနဲ့ပတ်သက်ပြီးမိသားစုချင်းအနေငယ်ကြောက်ကစားလေးတွေဖြစ်တတ်ပါတယ်စကားများတာမျိုးပြဿနာတက်တာမျိုးစိတ်သဘောထားကွဲလွဲတာမျိုးလေးတွေကြုံတွေ့ရနိုင်တယ်အိမ်အောင်ရေးကန်စားတာနဲ့ပတ်သက်ပြီးတော့အိမ်အောင်ရေးအလုံးကိုကောင်းမွန်နေတဲ့ကာလဖြစ်တယ်ဂျားလူအဖြစ်ကြောင့်အနေငယ်စိတ်သဘောထားကွဲလွဲတာမျိုးနော်အိမ်အောင်ရေးအတွင်းမှာနည်းနည်းလေးကြောက်ကစားဖြစ်ပေါ်တာမျိုးလေးတွေတော့ကြုံတွေ့ရနိုင်တယ်ချစ်သူရည်စားအခြေရေးကန်စားတာနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဟဲ့ဆိုရင်နှစ်ယောက်သဘောထားတိုက်ဆိုင်မှုလေးတွေရှိနေပြီးတော့အခြေရေးမှာရေရှည်တည်တတ်မဲ့နမိတ်ကိုဖော်ပြနေတယ်နော်တဦးနဲ့တဦးကြားနားလည်မှုတွေရှိနေမယ်နှစ်ယောက်ကြားစိတ်ပျော်ရွှင်မှုကိုရရှိနေမဲ့ကာလဖြစ်ပါတယ်ကျမရေးပိုင်းနဲ့ပတ်သက်ပြီးတော့အထူးသတိပေးစရာလေးရှိတာတခုကတနင်္ဂနွေသားသမီးတွေနဲ့ပတ်သက်ပြီးတော့ဘေဘက်လက်ဘေဘက်ချီထိခိုက်ဒဏ်ရာရတယ်ဆိုရင်တော့အထူးဂရုစိုက်ပေးရပါမယ်ခင်ဗျာရတရားအနေနဲ့ကတော့တနင်္ဂနွေသားသမီးများကန်ဆာတာအညံ့ပြောက်ပြန်အတွက်အိမ်ဖျားမှာပဲကိုယ်တိုင်ခရမ်းသီးဟင်းကိုယ်တိုင်ကိုကြချက်ပြီးတော့လူတန်းပေးနိုင်ရင်ကောင်းပါတယ်ကိုမွေးနယ်နေ့တနင်္ဂနွေနေ့မနက်9နာရီခွဲနဲ့17နာရီကြားအတွင်းမှာလုပ်ပေးပါခင်ဗျာဤရတရားကိုတွေးရှိတဲ့အချိန်ကစပြီးတော့ကိုမွေးနယ်နေ့တရက်ပဲလုပ်ရမှာဖြစ်ပါတယ်ဟုတ်ကဲ့အားလုံးပဲရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ